ကိုနိုင်ပါနော်ကလေးနှစ်တစ်နှစ်ရဲ့ပထမဆုံးရက်လီမှာအိတ်ကောင်းခြင်းတွေနဲ့ဆုံးသေးခြင်းလို့အိတ်ဖို့တကူးတကဆူတောင်းနေရတဲ့ညတွေမဖြစ်စေခြင်းလို့အိမ်မက်သက်တွေမှတ်ဖို့စောစောလေးအိပ်ပျော်တဲ့ညလေးတစ်ညဖြစ်စေခြင်းမိတယ်နေကောင်းစေခြင်းနဲ့ပြီးတော့ကိုပူပြူဆိုင်စေခြင်းနဲ့ပြီးတော့လေကိုအိမ်မက်တွေကိုတကယ်အကောင့်ထဲပေါ်နိုင်တဲ့နှစ်လေးတစ်နှစ်ဖြစ်ပါစေဆိုတဲ့ဆူတောင်းလေးနဲ့ပြည့်တဲ့နှစ်တလေးဖြစ်ပါစေနော်ပြီးတော့မျက်ရည်တွေကင်းပြီးအိမ်မက်လှလှလေးမှတ်တဲ့ညလေးတစ်ညဖြစ်ပါစေအိမ်မက်အသက်တွေမှတ်ဖို့စောစောလေးအိပ်ပျော်တဲ့ညလေးတစ်ညဖြစ်ပါစေ